တော်အနေနဲ့ကတော့ဒီသဘောပေါက်တဲ့တင်နေရဲ့ဆောင်မှုဖြစ်တယ်ပေါ့နော် climate now ဆိုတော့ဒီယာရီလူအရေးကိုအခုချိန်ချင်းရေးဆောင်ရကိုလိုပြီးဆိုတဲ့ဒီ UN ရဲ့ဆောင်မှုတိုင်းပဲပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီပေါင်းတင်နေနေမှာကျွန်တော်တို့ဒီတကယ်ဒီကလုံးဆောင်မဲ့အရေးကြီးတဲ့ချက်တွေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ရဲ့ social media ပေါ်မှာကျွန်တော်တို့ဒီ LinkedIn page မှာကျွန်တော်တို့ပေါ်ပြလာတာရှိပါတယ်။ဒါပြင်ဒီမတိုင်ခင်မှာဒီတော့ပေါင်းတဲ့ဒီနေ့မတိုင်ခင်မှာလည်းဒါကျွန်တော်တို့ဒီစင်ကာပူနိုင်ငံမှာဒီမေလာ18ရက်နေ့ကနေပြီးတော့အဲ့နေနေဒီကျင်းပါတယ်ဒီ Eco-Prosperity Week နဲ့ဒီကမ္ဘာ့ဘဏ်အနေကြီးမှုပြီးတော့ကျင်းပါတယ် Innovate for Climate ဆိုတဲ့ conference တွေလည်းကျွန်တော်တို့တော့တက်ပြီးတော့အဲ့မှာလည်းကျွန်တော်တို့ဒီပေါင်းတဲ့တင်နေနေတော့ကျွန်တော်ကာဗွန် credit နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကျွန်တော်ပြင်ဆင်ဆောင်ရွက်နေတဲ့အခြေအနေကျွန်တော်တို့ရှေ့ဆက်လုပ်မဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ဒီနိုင်ငံတကာအနေကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မဲ့ရရှိလာနိုင်တဲ့ဒီအစိမ်းအောင်ခွင့်လန်းပန်းနိုင်ခွင့်လန်းစားလာဖြစ်ကျွန်တော်တို့အများကြီးသွားပြီးတော့မြန်မာနိုင်ငံကိုစားပြုပြီးတော့လည်းကျွန်တော်တို့လုံဆောင်တင်ပြရတာရှိပါတယ်အခုလောလောဆယ်မှာလည်းဒါကျွန်တော်တို့ဒီဘာပေါင်းနေမှာပဲအဲ့ဒါကျွန်တော်တို့ဒါလေးကျွန်တော်တို့ဒီမှာကျွန်တော်ပေါ်ပြလာတာရှိလို့ရှင်းဆက်ပြီးတော့လည်းကျွန်တော်တို့ grand blue လေးနဲ့ကျွန်တော်တို့လုံဆောင်မဲ့အားလေးကိုပဲကျွန်တော်တို့မြန်မာနိုင်ငံမှာပေါင်းနေဒီကတော့ပေါင်းနေဆိုတာပဲကြာပြီဟုတ်ပြမှုလေးဒါဒီတို့ဒီလုပ်ငန်းဒီကစီဝိုင်းလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းအဲ့ဒါကျွန်တော်ဒီဆောက်လုပ်ရေးဆိုင်ပေပူဆောင်စားတဲ့လုပ်ငန်းတွေကဒီနေရာမှာအဓိကကြပါတယ်အဲဒီဒါလေးပေါ့ပြမှုပေါင်းခြင်းဒီကပြည်စီမှုဆိုတာလေအဲဒီလုပ်ငန်းတွေကထွက်ရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ဒီမီသိန်းတန်ကိုဒီကြောင့်ဒီကဒါပြောလို့ရပါတယ်ဒါကြောင့်မလို့လေအဲဒီလုပ်ငန်းရှင်တွေလည်းကျွန်တော်တို့ပညာရေးလုပ်ငန်းတွေ capacity building တွေကျွန်တော်တို့ဆောင်ရွက်နေပါတယ်ခင်ဗျအဲဒီဘာဘာဒီတော့ကုလသမဂ္ဂအနေနဲ့တော့ဒါရာပြီးကြောင်းလဲမှုတိုက်ပြဖို့ဒီဆောင်ရွက်ဖို့လိုနေပြီးအဓိကလုံးဆောင်အောင်မဲ့အခြေအနေဖြစ်တယ်ဆိုတာကိုလည်းဒါအနေကပေါ်ပြသွားလို့ကျွန်တော်တို့ဒီနိုင်ငံမှာလည်းဒါနေပြီးတော့မှလည်းဒါပေါင်းနေခံလာကျင်းပသွားတယ်မှာကျွန်တော်နိုင်ငံအတွက်အဓိကလိုအပ်တဲ့အကြောင်းအရာတွေကိုလည်းပေါ်ပြသွားတာတွေ့ရပါတယ်နံပါတ်1ကတော့အခုအချိန်မှာကျွန်တော်နိုင်ငံကျွန်တော်ကဘာကြီးရောကျွန်တော်နိုင်ငံရောပထဝီနိုင်ငံကြီးပထဝီနေမှုဆိုတာကဘာကြီးနံပါတ်1ရင်ဆိုင်နေရတဲ့အကြောင်းအရာဖြစ်ပြီးနံပါတ်2ကတော့ယာရီကြောင်းလဲပေါ့နံပါတ်1ရှိပါဒါပေမဲ့ဒီနေ့ကဘာဒီပေါင်းတဲ့နေရဒီမောင်းလို့ပြတာတော့ဒီယာရီကြောင်းလဲကိုလာပဲ2030မှာနံပါတ်1နေအောင်ရောက်လာတော့ဒါကြောင့်ကျွန်တော်တို့ကဒီဒေတာတွေနေနေအောင်ကဘာတိုင်းတာနေနေအောင်ကျွန်တော်လည်းအားလေဒီရှိတာလေကျွမ်းကျင်မှုတွေဤပြတာတွေနဲ့အားထုတ်မှုတွေအဓိကခံရတာတွေပါဝင်နေတယ်အဲဒါကြောင့်ကျွန်တော်တို့လည်းဒီနေရာမှာသက်ဆိုင်ရာတိခိုးတာတွေနဲ့တွေ့ဆုံပြီးတော့ capacity building နဲ့ knowledge sharing တို့လုပ်ပြီးတော့ဒီမှာနိုင်ငံကနေဒီကမ္ဘာပေါင်းတဲ့ဒီနေ့ရောရာလူကြောင်းလဲမှုပေါ်မှာတက်ကြွသွားတယ်ကျွန်တော်တို့ဘလို့ဥပ္ပိကကဏ္ဍနဲ့တို့ဆောင်ရနိုင်တယ်ဆိုတဲ့အားဖြင့်ကျွန်တော်တို့ဒီပညာပေးတဲ့ကျွန်တော်တို့တောက်ဆောင်လုပ်ကြပါတော့ဒီဝန်လို့ဆိုအဓိကတော့ဒီကျွန်တော်ဒီဘာပေါင်းတဲ့ဒီကပစ္စည်းမှုတွေနဲ့ရာပြီးလူတောင်းတယ်ပေါ့ဗျာဒီကပြောရတော့ကျွန်တော်တို့ဒီစိုင်းကတ္တစမှုကတ္တကျွန်တော်တို့တခါပေဖို့ဆောင်းကတ္တတိုင်ပြမှုမျိုးကတ္တအဲ့ကဏ္ဍတွေကထွက်ရှိတဲ့ကာဗွန်ဓာတ်ငွေပေါ့နော်ကာဗွန်ဓာတ်ငွေနဲ့မီသိန်းဓာတ်ငွေပေါ့အဲ့ဒါတွေကြောင့်ကျွန်တော်ဒီပေါင်းတဲ့ဒီကပစ္စည်းမှုတွေဖြစ်ပြီးတော့ကျွန်တော်ရေးကြီးတာတို့ရေခမ်း6တာတို့ပူရင်တင်တက်တာကျွန်တော်ပြင်လေပြင်တက်တာတို့စသဖြင့်ပေါ့အဲ့လိုဒီကပစ္စည်းမှုတွေရှိတာပေါ့နော်ဒါကြောင့်မလို့ဒီ
ချိတ်ဆက်မှုပြန်ပြောရမယ်ဆိုရင်ဒီလုပ်ငန်းတွေကနေထွက်ရှိတဲ့ကောင်းလိုက်အောင်ဆိုင်တန်ငွေနဲ့ဒီတန်ငွေတွေကဒီလိုထိခိုက်ပျက်စီးမှုတွေဖြစ်စေတယ်အဲ့ဒီထိခိုက်မှုဒီဖြစ်စေတဲ့အတွက်ကြောင့်လည်းဒါတွေကိုဘယ်လိုရှော့ချရမလဲပေါ့နော်ဆိုတဲ့အပိုင်းမှာကျွန်တော်တို့ကဘာဒီယာရီလူနဲ့ပတ်သက်ပြီးတော့ UNFCCC ဆိုတဲ့ဒီယာရီထိန်းသိမ်းကော်မတီပေါ့နော်အဲ့ဒီအနေပြီးတော့ကျွန်တော်တို့ဒါနှစ်ဆင်ပေါ့နော်ဒီ COP ဆိုတဲ့ဒီယာရီလူညီလာခံတွေကျင်းပပြီးတော့ဒါတွေကိုသမှုနိုင်ငံတွေရောဖွံ့ဖြိုးဆဲနိုင်ငံတွေရောဘယ်လိုပေါင်းရင်ဥပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ကျွန်တော်ဒီယာရီဆန်တဘောလူကြီးတွေပေါ့ Article 6အရာဒါတွေကိုချောချဖို့အတွက်အဲ့ချစ်ချက်ဆောင်ရွက်မှုတွေနဲ့နိုင်ငံလိုက်ဖို့ရည်မှန်းချက်တွေပေါ့နော်ဒီကိုတိုင်းပြည်မှာရှိတဲ့လုပ်ငန်းတွေကဒီသက်ဆိုင်နိုင်ငံဒီလိုက်တည်အောင်မှုရှိရအဲ့ဒါတွေကိုဒီ vision တွေထားပြီးတော့ပေါ့နော်ဒါကိုကျွန်တော်တို့ NDC လို့ခေါ်ပါတယ် Nationally Determined Contribution ပေါ့ဟိုစံတာလျောက်ဘာတွေလှုပ်ဆောင်မလဲဆိုရဒီလိုချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့သွားနေပါတယ်ဟုတ်ကဲ့ဒီနေရာမှာသဘောတရားတော့ကာဗွန်ဆိုတဲ့နေရာမှာကျွန်တော်တို့ကလုပ်ငန်းသုံးကုန်စည်ပေါ်ဒါလူပြည်ဒီခုနေတယ်ဆိုလိုချင်ပေါ့ပါဒီကျွန်တော်တို့ကာဗွန်ဈေးကွက်မှာခေါ်တဲ့ကာဗွန်ဆိုတဲ့ကာဗွန် credit ဆိုတဲ့တော့အခုလိုဘုရားကျွန်တော်ပြောရတဲ့ဘာမောရင်ထိခိုက်ပျက်စီးမှုတွေရာရီဥပေါ်မှာတဲအောင်မှုတွေဖြစ်စေတဲ့တမှုလုပ်ငန်းအတီးဒီစိုက်ပျိုးမှုတွေလုပ်ငန်းဒီထွက်ရှိလာတဲ့ကာဗွန်တန်ငွေတွေပေါ့နော်ဒီတန်ငွေတွေဒီတန်ငွေတွေကိုဆိုလိုခြင်းဖြစ်ပါတယ်အဲဒီတန်ငွေတွေကကျွန်တော်တို့ဤပညာအပြင်ကြည့်မယ်ဆိုရင်ဘယ်ကဏ္ဍတွေကဘလောက်သုံးနေတယ်ဆိုရင်ကျွန်တော်တို့ဒီ supply monitoring technology အဖြစ်ကျွန်တော်တို့ဒီနေ့ကြည့်မယ်ဆိုရင်ကျွန်တော်မြင်ရပါတယ်ဘလောက်ဆုံးရှုံးနေဘလောက်ထုတ်လို့နေဆိုတော့တွေ့ရပါတာမှလူကြောက်နေတယ်တော့ဒါကိုမမြင်နိုင်ပါဘူးအဲ့ဒီထုတ်လို့နေတဲ့တန်ငွေတွေကကျွန်တော်ကရာသီဥတုပေါ်မှာတဲ့အောင်ဖြစ်ပြီးပေါင်းတင်ကြည့်ရတဲ့ဖြစ်စီပါအဲ့ဒီထုတ်လို့နေတဲ့တန်ငွေတွေဆိုလိုခြင်းဖြစ်ပါတယ်ကာဗွန်ဟုတ်လားအဲ့ဒီကာဗွန်တွေမှာပြန်လဲ short ချဖို့အတွက်ကိုကျွန်တော်တို့ကနီးပညာအတီးဒီ metal အတီးဒီပေါ့နော်သူတို့သဘောနီလာအဖြစ်ကျွန်တော် short ချပြီးတာဒီလိုနီးပညာအဖြစ် short ချပြီးကြတယ်ရှိပါတယ်အဲ့ဒီနီးတဲ့သူ့ပြန်ပြီးတော့ကျွန်တော်တို့ short ချကာဗွန်အဲ့ဒီလူတွေမှာပြန်လွင်နေတဲ့ဒီကာဗွန်တန်ငွေတွေဒီတိုင်းတန်ငွေတွေပြန်ပြီးတော့ကျွန်တော်တို့စုပ်ယူခြင်းသဘောနီလာအဖြစ်ဆိုရင်ကျွန်တော်တော်ရီယာနေပြီးတော့စုပ်ယူတာရှိပါတယ်အဲနောက်တစ်ခါကျွန်တော်တို့ဒီအခြားဒီကျွန်တော်ဒီ mangrove ပေါ့နော်ဒီပင်လေကာဇာဒီမှာဆိုကျွန်တော်ဒီ mangrove ကိုရဒီကျွန်တော်ဒီတော်ရီရှိပါတယ်ဆက်ဖြစ်ပေါ့နော်တဘာဝနီလန်နဲ့လက်ရှိရှိပြီးသားဒီတော်ရီယာနဲ့တစ်ဆင့်ဒီကာဗွန်တွေပြန်ပြီး sequence လုပ်တယ်လို့ပေါ့ပြန်လဲစုပ်ယူခြင်းဖြစ်ပါတယ်အဲ့ဒါကြီးစုပ်ယူတော့သူကဒီမြေကြီးရဲ့မြေလွှာရဲ့အောက်မှာပြန်ပြီးတော့တူလောင်ထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့ဒီတူလောင်ထားတဲ့ကာဗွန်တွေကာဗွန် credit လို့ပေါ့အဲ့ဒါနဲ့အဲ့ credit ကိုရောင်းလို့မရသေးပါဘူးအဲ့ဒီ credit ကတကယ်ဒီစီမံကိန်းတွေကတကယ်လူသားအကျိုးပြုပေါ့အဲ့ဒီနိုင်ငံမော်တာမော်ဝါလုံးနဲ့သက်ဆိုင်ပြီးတော့ဒီလူသားအကျိုးပြုလူမှုစီးပွားအကျိုးပြုဘလောက်ထိပေါ်ဆောင်ပေးနိုင်တယ်လေဘလောက်ထိလူအရွယ်ချက်တွေလောက်ထားလဲဆိုတဲ့ကျွန်တော်တို့ယနေ့ကမ္ဘာမှာတကယ်ခေတ်စားပြီးတော့ဒီလောကမှာတိုးနေတဲ့ ESG လို့ခေါ်တဲ့ Environmental Social Governance ဒါတွေလည်းပါလို့ UN သတ်မှတ်ထားတဲ့ SDG ကို Sustainable Development Goal အဲ့ဒီပဲချက်တွေနဲ့လုံးဆောင်ထားပါတယ်လေအဲ့ဒီပေါ်မှာမူတည်တဲ့တကယ်အဆင့်မြင့်မာတဲ့ဒီကျွန်တော်တို့ sequence ကိုဆိုယူတာတူလောင်ထားတဲ့ carbon credit မျိုးဒါလေးဆိုလို့ရင်ဖြစ်ပါတယ်ဟုတ်ကဲ့ carbon credit ကိုဘယ်လိုလူရဲဝယ်ရဆိုခုနလုပ်ငန်းတွေအဓိကကျွန်တော်ကဘာအတိုင်းအတာနဲ့ပြောမယ်ဆိုတော့ဒါဘာမှာ carbon credit ဒီကွက်ပေါ်နိုင်ငံလိုက်လေရှိပါတယ်နိုင်ငံလိုက်တတ်မှတ်ထားတဲ့ကျွန်တော်ဒါတွေကို compliance market လို့ခေါ်ပါတယ်ဒီနေ့လည်းကိုင်းရတဲ့နိုင်ငံတွေနိုင်ငံဆက်လိုက်တတ်
Publica ကဏ္ဍနေတော့ပြန်လာရောင်းဝယ်ကြတာရှိပါတယ်ဘလူးဝယ်တယ်ဘလူးရောင်းတယ်ဆိုတာတော့ဒီနေ့ကျွန်တော်တို့ကဘာမှာအဓိကကတော့တန်ငွေတွေကိုဒီလူတွေကိုထုတ်လွှတ်နေတဲ့ဘောပေါင်းတွေထိရကြည့်ကြည့်တဲ့လုပ်ငန်းတွေနေနဲ့ကျွန်တော်ပြော ID လုပ်ငန်းတွေဖြစ်ပါတယ် ID လုပ်ငန်းတွေပါဆို data center တွေကသူတို့ဆိုရင်ရောအမြောက်များပေါ့အသုံးပြုနေတာဖြစ်တဲ့အတွက်သူတို့နေတဲ့ဒီအောင်ထုတ်လုပ်မှုတွေအများကြီးထုတ်လုပ်ပါတယ်သူတို့နေတဲ့ဒါတွေသူထုတ်လုပ်လိုက်တဲ့ကာဝန်တန်ငွေတွေသူတို့မှာတောင်းရှိတာပေါ့နော်ခုနကကျွန်တော်ပြော ESG ပေါ့အရင်ဒီမှာနားလဲလို့ပြောရတော့တာ CSR လို့ပေါ့သူတို့တောင်းရဒါတွေပြန်လဲ short ချဖို့အတွက်သူတို့မဆွမ်းဆောင်နိုင်ကြပေါ့သူတို့ကိုယ်တိုင်လုံးနေဒီမှာနေနေတယ်ဒါပေမဲ့သူတို့ထုတ်လုပ်တဲ့ပမာဏလုံလောက်ပါဒါကြောင့်အဲ့ဒါတွေဒီ carbon market တွေက compliance market ဖြစ်ဖြစ်ဟုတ်လားကျွန်တော်တို့ကိုစန္ဒာလျောက် Publica VCI market တွေကသူပြန်လဲဝယ်ယူကြပါတယ်သူတို့လိုအပ်တဲ့ပမာဏကိုဖြည့်စွက်ဖို့အဲ့မှာပြောမယ်ဆိုတော့ဒါကဘာမှတကယ်နာမည်ကြီးပုံကြီးဖြစ်တဲ့ Microsoft Google လို့service တော့ကျွန်တော်တို့ဒီစမှုလုပ်ငန်းတွေမှာတကယ်နာမည်ကြီး IKEA လို့အများကြီးပါဒီအဓိကတော့ဒါဥရောပနဲ့အမေရိကကြီးရဲ့နောက်တစ်ခါကျွန်တော်ဂျပန်ပေါ့ကိုရီးယားစသဖြင့်စမှုလုပ်ငန်းတွေမှာသူတို့လိုအပ်တဲ့ဒီသူတို့တောင်းရှိတဲ့ကြတယ်ပြန်တောင်းရှိတဲ့ credit တွေဒီနိုင်ငံလိုက် data လိုက်ဒီဘက်တွေမှာလည်းရောင်းချခြင်းပဲဖြစ်ပါတယ်။ရောင်းဝယ်လုပ်ကြပါတယ်။ကျွန်တော်တို့ဒီ ASEAN မှာတော့ AACM လို့ခေါ်တဲ့ဒီ ASEAN Line for Carbon Market ဆိုတာရှိပါတယ်။အဲဒီမှာကျွန်တော်တို့ဒါဒီနေ့ဆိုအင်ဒိုနီးရှားမလေးရှားအဓိကတော့စင်ကာပူပေါ့နော်။ထိုင်းမှာလည်းတို့ရှိတာ။အဲဒီနဲ့ဒီဒီကွက်တွေပေါ်မှာအရောင်းဝယ်လုပ်ကြတာဖြစ်ပါတယ်။ဒီလိုသဘောတော့တယောက်ပါဒါကြောင့်လို့ဒီကာဝန်ဈေးကွက်မှာဆိုကာဝန်ဈေးကွက်တွေကိုအကောင့်တွေပေါ်တဲ့အဖွဲ့အစည်းတွေကတိုင်းရှိဒီကာဝန် credit စီမံကိန်းတွေကိုအကောင့်တွေပေါ်တဲ့ကာဝန် project developer တွေလည်းရှိပါတယ်ဒါတွေကိုဒီအကောင့်တွေပေါ်လာတဲ့ဒီစီမံကိန်းတွေကတကယ်ကိုနိုင်ငံကအဆင့်တကယ်ကိုလာကျွန်တော်ပြောတဲ့တကယ်ရွေးခြင်းမြတ်ပါတယ်အဆင့်မြတ်မှာပြင်တဲ့ credit တွေချစ်မြတ်ဆိုတော့နိုင်ငံကအတိမတ်ချစ်စီပြီးမဲ့ BBB ဆိုတဲ့ဖွဲ့တွေလည်းရှိသလိုအဲ့ဒီ carbon credit တွေကတကယ်ပဲဒီစီမံကိန်းတွေဒီ credit တကယ်ပဲလက်တွေ့ရှိပြီးတော့တကယ်ပဲလက်တွေ့အားဖြင့်ဒါသူကြီးနေစီကနိုင်ငံစီကကိုက်ညီဖို့အတွက်အတိမတ်ပြီးစံတမတ်ပြီးရတယ်ကျွန်တော်ပုံနေရတယ်ဒီ international registry လို့ခေါ်တဲ့ BERA လို့ post standard လို့စသည်အဖွဲ့အစည်းတွေကသူဥလာသမကဟောတို့နိုင်ငံတကာစီမင်းစပြန်ဆိုင်အဖွဲ့အစည်းတွေအတိမတ်ပြီးချက်တရားအဲ့ဒီပေါ်မှာကျွန်တော်တို့ကဒီစီမံကိန်းတွေကိုတွားပြီးတော့ပုံနေရပါတယ်အဲ့ဒီလိုအတိမတ်ပြုထားတဲ့ကာဗွန် credit မျိုးကိုသာတကယ်အစင်းနဲ့များကျူဒုမှုစီဝါကျူ credit မျိုးသာတော့ဝင်လုပ်ကြတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဖွံ့ဖြိုးတဲ့နိုင်ငံတွေအနေနဲ့ကျွန်တော်တို့နိုင်ငံလည်းပါတယ်ကျွန်တော်တို့ဒီကဒါဒီဒါရီလူဒီကြောင်းလဲမှုကြီးရဲမှုအနေကြောင်းမှုအများဆုံးနိုင်ငံတွေမှာတော့နိုင်ပါပါဒါရီကိုကျွန်တော်တို့ကတကယ်တကယ်လည်းဆိုရင်ခွင့်လာတစ်ခုဖြစ်တယ်လို့ပြောပါတယ်။ဟောဆိုကဒါပြောတဲ့ဒီကျွန်တော်တို့နိုင်ငံမှာတဘာဝအခြေခံအရင်ကောင်းတဲ့နိုင်ငံမှာတတော်တွေအများကြီးရှိပါတယ်။ဒီတတော်တွေကလည်းကျွန်တော်တို့နိုင်ငံအတွက်ဒီကဘာမှာရှိတဲ့ဒီကာဝတန်ငွေတွေစိုးယူဖို့အတွက်တကယ်စိတ်ဝင်တခုလို့လားလာတွေအများကြီးရှိပါတယ်။နောက်တစ်ခါကျွန်တော်တို့ဒီတတော်တွေကအများကြီးဒီတဘာဝအခြေခံတရားဖြစ်ကျွန်တော်တို့ပေါ်ဆောင်ပြီးတော့ဒီ project တွေအများကြီးတော့လုပ်ဆောင်လို့ရပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ခွင့်လန်းပါ။ကျွန်တော်တို့ရဲ့စိန်ခေါ်မှုကတော့ကျွန်တော်တို့နိုင်ငံအနေနဲ့ဒီကာဝဈေးကွက်ဒီပေါ်ဆောင်မှုနဲ့ဒီကာဝဆိုင်ရာဒီနေ့စီကတဲ့ဥပဒေမူပေါင်းတွေတကယ်လက်တွေ့ကြကြဒီအကောင့်တွေပေါ်ဖို့ပေါ်တယ်ရှိပြီးသားပါ။အဲ့ဒီလိုဖြစ်လာဖို့လဲ program နဲ့အော်ဒီနေဝန်ကြီးဌာနအော်ဒီတော့တရားသာဝန်ကြီးဌာနအပြင်ပေါ်ကျန်တဲ့ဖွဲ့စည်းနေတယ်ဘုရား
ရှေ့ဆက်ပြီးတော့လည်းဒီလိုအပ်ချက်တွေပေါ့ကျွန်တော်တို့နေနေလေဒီကျော်လွှားဖို့အတွက်ပေါ့ဒီက digital platform ကိုနည်းပညာအားဖြင့်ကျွန်တော်တို့ရဲ့အားသာချက်တွေဒီနည်းပညာတွေပေါင်းစပ်ပြီးတော့ကျွန်တော်လုပ်ဖို့လည်းဆက်ပြီးတော့ကျွန်တော်ကြိုးစားဆောင်ရွက်နေပါတယ်ဒီကျွန်တော်ဒီကစိတ်ကောင်းမှုနေလဲဆိုတော့ဒီနိုင်ငံကအသေးအောင်အနာကြီးပေါ့ဆေးရောင်စီးပွားရေးအခွင့်အလမ်းတွေကျွန်တော်တို့များဝင်ရောက်လာဖို့အဲဒီဆေးရောင်ခွင့်လာလဲကျွန်တော်နိုင်ငံလေးနဲ့တော့တနည်းကိုဒေါ်လာဘီလီယံ140လောက်ရှိတော့ကျွန်တော်တို့တိုင်းပြည်ရဲ့ GDP တွေလည်းအများကြီးပို့ပါဒီခွင့်လာတွေတော့ရဖို့ပဲတော့ဆိုရအောင်ဒီကျွန်တော်ပေါင်းနေတဲ့ဘောတော့တရားကင်းပြီးဒီဌာနလေးတွေဒီကျွန်တော်ကာဗွန်ဆိုင်ရာဒီစီမင်းစကန်တွေဒီဘက်ပို့ဆောင်စာပြဒါတွေကိုအများဆုံးအကောင့်နဲ့ပေါ်နိုင်ဖို့အဲ့လိုပေါ်နိုင်တယ်ဆိုတော့ဒါဒီဆိုင်ကျော်လွှားနိုင်တဲ့ကျွန်တော်တို့နိုင်ငံကာဗွန်ဒီကွက်တခုနေနဲ့ရှေ့တော်အားရှာပါမဝပါမပြန်နေတယ်အသေးအောင်စီးပွားရေးခွင့်လာတော့ကျွန်တော်တို့ကဘာမှတော့ green economy လို့ဒီပြပါတယ်အသေးအောင်စီးပွားရေးကခုနဒီကာဗွန်ဆိုင်ရာဒီကျွန်တော်တို့ကစီမံကိန်းတွေပေါ့နော်ဒီ sequence လို့တဲ့စီမံကိန်းတွေဒီလုပ်ငန်းတွေဒီစီမံကိန်းလုပ်ငန်းတွေပေါ့ဒါတွေကိုအကောင့်နဲ့ပေါ်မဲ့ဒီကျွန်တော်တို့ကဈေးကွက်ကြီးတွေနော်က stakeholder တွေဟုတ်လားနောက်တစ်ခါကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီအားသာချက်ပေါ့နော်ဒီကျွန်တော်တို့ရဲ့အားသာချက်ဒီဘော resource ပေါ့ဒီ resource တွေကဒီဒီကဘာလိုအပ်နေတယ်ကာဗွန် credit ပေါ့ဒါတနည်းကိုဒေါ်လာ3 trillion လောက်ရှိပါတယ်အဲ့ဒီဆေးရောင်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုဒီကဘာမှာတော့ဒီစီမံကိန်း developer တွေကဒီနိုင်ငံမှာဒီ developer ကိန်းလုပ်နေစေကိုငွေကြီးနဲ့ကိုမတန်းနိုင်ကြဘူးဒါကြောင့် international financial institution တွေပေါ့ IFC foreign direct investment နဲ့သဘောတရားတူပါအဲ့ဒီအတွက်ကMicrosoft လို့မျိုးဆက်ပေါ့အဲ့ဒီ company ကြီးတွေကသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဒီစီမံကိန်းတွေမှာလာပြီးတော့အားလည်းလုပ်ပါတယ်အဲ့ဒါတွေ IFC ရဲ့ရင်းနှီးမြှုပ်နှံအဲ့တော့ဝင်လာပါတယ်အဲ့ဒါကအစင်းအောင်စီးပွားရေးအခွင့်အလမ်းလို့ခေါ်ပါတယ်အဲ့ဒီလိုလုပ်ငန်းမျိုးတွေကိုအကောင့်တွေပေါ်တဲ့စီးပွားရေးစနစ်တခုဒီဆောက်တဲ့စီးပွားရေးစနစ်တခုကျွန်တော်တို့က green economy အစင်းအောင်စီးပွားရေးလို့ခေါ်ပါတယ်ကျွန်တော်တို့ဒီ green blue nation ကြောင့်ကျွန်တော်တို့ကအစင်းအောင်စီးပွားရေးမကောက်အောင်ကျွန်တော်တို့က beautiful economy လို့စီးပွားရေးစနစ်တခုအမှန်လှပပါတယ်ညာဒီစီးပွားအကျိုးစီးပွားအားလုံးနိုင်ငံတော်ကောင်းနေတဲ့တဲမှုကောင်းမယ်ဒီမျိုးအဲ့ဒီတွေဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုနဲ့အဲ့ဒီစီးပွားရေး green finance နဲ့ green economy လို့ခေါ်ပါတယ်ကမ္ဘာမှာတော့ကျွန်တော်တို့ပြောမှဆိုရင်အမေရိကမှာဆိုလည်းအမေရိကမှာဒီအားတွေကာဗွန်ဒီဘက်ကာဗွန် market တူမှာတော့ကြီးမားတဲ့ဒီဘက်အလားအလာရှိပါတယ်ဒါပြင်ဥရောပမှာဆိုလည်းဒါ EU ETS ပေါ့ဒီ market ကြီးပါဒီကတော့လန်ဒန်ပါတော့ဒီအာရှမှာဆိုတော့အဓိကတော့ကာဗွန်ဒီကွယ်အလားလား hub ပေါ့ဒီအလားလားကျွန်တော်တို့ဒါကိုတကယ်ရှေ့ခံလာတော့စင်ကာပူဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့ဒီဂျပန်ဆိုလည်းဒါဒီ JPM GH ဆိုတဲ့ကာဗွန်ဈေးကွက်ကြီးကိုအော်ရပေါ်နေတယ်အကျိုးလည်းလုံးနေတခါကိုရီးယားစသဖြင့်ဒါတွေကအခုမှဆာလာမဟုတ်တာတော့2000နဲ့2010ရာစပြီးတော့အင်ဂျယ်လာပြီးတော့ဒါတနည်းကိုကာဗွန် credit ဒါပုဂ္ဂလိကဈေးဝယ်ပါဒါနိုင်ငံလိုက်ကိုပြောမယ်ဆိုတော့ဒီပမာဏလာဒေါ်လာနဲ့ပမာဏနဲ့ဒီပမာဏတော့3 trillion လောက်ရှိပါတယ်လက်ရှိရှေ့မှာလဲလာမဲ့2050အထိကိုဈေးကွက်လာ7 trillion လောက်ရှိတယ်ဒါကမှန်းတာကျွန်တော်တို့နိုင်ငံအနေနဲ့ကျွန်တော်တိုင်းရှင်ပြီးတော့ကျွန်တော်တခုပြောပြကျွန်တော်ဘူတန်နိုင်ငံနဲ့ဒီပေါ်နိုင်ငံတိုင်းရှင်ဘူတန်တို့ဒီပေါ်နိုင်ငံတို့ကဒီမှာတဘာဝအခြေခံတို့တားတယ်သူနိုင်ငံတို့ကဒီ travel tour ပေါ့ခီးရွာလုပ်ငန်း
GDP ကိုကျွန်တော်တွားကြည့်မယ်ဆိုလို့ရှိရင်သူတို့ရာအခုသူတို့နိုင်ငံလုံးရဲ့ဒီအစိမ်းအောင်ခွင့်လာမှုတွေဒါပဲပြောသူရဲ့ resource တွေခုနကကျွန်တော်ရှင်းပါပြောခဲ့တဲ့ article 6.2 or 6.4 ရအောင်သူတို့နိုင်ငံအနေနဲ့တော့စင်ကာပူနိုင်ငံနဲ့အစိုးရချင်းပေါ် article 6.2 အရာဒီသူရှိမှရှိတဲ့ကာဝ credit အကုန်လုံးကိုစင်ကာပူနိုင်ငံနဲ့တာ trick လုပ်ဖို့တော့ပြောတာသူကလည်းသဘောတူညီချက်တိုက်တာရှိပါတယ်အဲ့လိုလုပ်လိုက်တဲ့အတွက်ကျွန်တော်တို့ဒီယနေ့ကမ္ဘာမှာလည်းကာဝ credit ဆိုတာကာဝ credit ဆိုတာ common language တခုဖြစ်လာပါမယ်ဒါပြင် common currency တခုလို့လည်းပြောလို့ရပါတယ်ဒါပြင်အဲ့ဒါဆိုမကပါဘူးတကယ်နိုင်ငံတကာရဲ့စီးပွားရေးလူမှုစီးပွားအားလုံးတကယ်ဒီအကောင့်ဆုံးခြေနေတခုရောက်မောင်းနေမိတဲ့ engine တခုအနေနဲ့ဖြစ်လာပါတယ်အဲဒါကြောင့်လို့ဒီအဲ့ဒီဘူတန်နဲ့ဒီဘောနိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ GDP မှာဒါဒီစီမံကိန်းတွေဒီ GDP ပေါ်မှာတက်ရောက်မှုဟာကျွန်တော်တို့ဒါတစ်နှစ်တစ်ခါလို့လည်းပြောလို့ရအောင်ဒါကျွန်တော်ရေရှည်နဲ့ပြောရပါတယ်အဲ GDP အနေနဲ့ပြောမယ်ဆိုရင်ဒီနေ့ဒီပေါင်းရင်ရာသီဥတုထိခိုက်ဆုံးရှုံးမှုတွေ2026မှာဆိုရင်ကမ္ဘာ GDP နဲ့ပြောဒီတက်ရောက်မှုကြောင့်9%လောက်ကျဆင်းသွားမှာလို့ခန့်မှန်းတာအဲ့တော့ယနေ့ခေတ်မှာ GDP တခုတည်းအနေနဲ့တိုင်းလာလို့မရတော့ဘူးပေါင်းရင်ဆိုင်ရာလူမှုစီးပွားပုံမျိုးတိုးတက်မှုတွေဆက်ဆက်မှုတွေပါထည့်ပြီးတော့တွေ့အောင်အဲ့ဒါလည်းပြောရင်တော့ကျွန်တော်တို့ဒီခုနဘူတန်နဲ့ဒီဘောနိုင်ငံရဲ့ GDP ကိုပါသူလုံးဆောင်ချက်တွေတော့တက်ရောက်မှုပါတစ်နေ့ရာခိုင်နှုန်းရှိပါတယ်အဲ့တော့တက်ရောက်မှုပေါ့နော်ကျွန်တော်တို့နိုင်ငံအနေနဲ့ပြောမယ်ဆိုကျွန်တော်တို့နိုင်ငံရဲ့ GDP နဲ့တိုင်းရှင်တော့ကျွန်တော်တို့နိုင်ငံကာဗွန်အခွင့်အလမ်းတစ်နေ့ကိုဒေါ်လာဘီလီယံ140ရှိပါတယ်ဒါကြောင့်မလို့ GDP တိုးတက်မှုနဲ့ကျွန်တော်ပြောမယ်ဆိုတော့ရည်ရှိပါဆိုတော့ကျွန်တော်ကနိုင်ကျင်လို့ရပါတယ်အစားလေးစားပြီးပါရှိနေတာတော့တွေ့ရပါတယ်ဒီဖွဲ့စည်းရတဲ့အကြောင်းကြီးကတော့ဒါကျွန်တော်တို့နိုင်ငံမှာဒီအာဆီယံဒေသအတွင်းမှာတော့ကျွန်တော်တို့ဒီ Green Blue ကကျွန်တော်တို့အာဆီယံ ASEAN ရဲ့မြန်မာနိုင်ငံအနေပြီးတော့ပုဂ္ဂလိကနေပထမဆုံးအဖွဲ့ဝင်တူလည်းဖြစ်ပါတယ်နံပါတ်2ကတော့ဒီခုနဒီကာဗွန်ဆိုင်ရာဒီနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ခုနနေတဲ့ဒီ green finance ဒီဝယ်လာဖို့ဒီစီမံကိန်းတွေအကောင့်နဲ့ပေါ်ဖို့တက်ဆိုကျွန်တော်တို့နိုင်ငံမှာဒီကာဗွန် facility ပေါ့နော်ဒီ green finance ဒီတိုင်းတွေပေါ်ဆောင်မှုပေးနိုင်မယ်ဟလာဒီဦးရေရတရားဝင်ပေါ့နော်လုံဆောင်နိုင်မယ်ဒီ facility တွေတော့ပါတယ်ဒါအပြင်ဒီ market တွေနဲ့ချိတ်ဆက်ပြီးတော့ project တွေကထွက်လာတဲ့ရောင်းဝယ်နိုင်ဖို့ကိုဒီ project တွေကတကယ်ဒီနိုင်ငံရာစံချိန်ဒီချင်းချင်းစားလာတယ်လို့ကျွန်တော်တို့ဒါပုံလေးကကလာနေပြီးတော့ကျွန်တော်တို့ဒီ framework တစ်ခုကျွန်တော်ရှိဖို့လိုပါတယ်ဒါမှလည်းကျွန်တော်က green finance ကိုရမှာဖြစ်ပါတယ်ဒီကထွက်တဲ့ credit တွေကိုကျွန်တော်တရားဝင်ကျွန်တော်နိုင်ငံအတွက်ကိုအကျိုးရှိမဲ့တရားဝင်ကြောင်းဝင်မှုတွေတိုးနိုင်မှာဖြစ်တယ်လို့ဒါ green finance ကိုတရားဝင်လာနိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကဒါဒီ our facility and hub machine shape တို့ပါအဲဒါလို့ဒါကိုကျွန်တော်ပြောကြည့်ရပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒါကျွန်တော်နိုင်ငံမှာရှိပြီးဒီ green finance IC နဲ့လည်းအများကြီးဒါကျွန်တော်ချိတ်ဆက်ဆောင်မှုလောမှာဖြစ်တဲ့တော့ဒီထဲမှာရှိတဲ့ဘဏ်တွေပေါ့ဒီကပါပါမယ်ဒါလည်းပတ်သက်ပြီးတော့ကျွန်တော်ဟိုဘက်နဲ့ကျွန်တော်တို့ဒါအစရိတ်တရားမှုတွေလုပ်ထားပါတယ်ဟိုဘက်လိုက်တာကျွန်တော်တို့လက်ရှိတိုင်းလာမှာဒါတော့ဒီ green finance တွေနဲ့တော့လုပ်ဆောင်နေတယ်ဒီဟိုဘက်ဟိုဟာလည်းကျွန်တော်ကိုင်နေပါတယ်အဲ့တော့ဒါဒီထဲမှာရှိတဲ့ green finance နဲ့ပတ်သက်ပြီး facility လုပ်နေတယ်ဒီပါပါနောက်တစ်ခါကျွန်တော်တို့ဒီ
နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ပါတာကုမ္ပဏီတွေနဲ့ပါပါမယ်နောက်ပြီးတော့လည်းကျွန်တော်ဒါနိုင်ငံတကာဒီစံပတ်မှတ်တွေတွေပေါ့ဒါတွေလည်းကျွန်တော်တို့ဒီမှာဒီအောက်ဆက်ပြီးတော့ကျွန်တော်ဒီတော့ချစ်တဲ့ထားလို့နောက်တစ်ခါကျွန်တော်ဒီသက်ဆိုင်ရာလုပ်ငန်းရှင်တွေပေါ့နော်လုပ်ငန်းရှင်တွေကိုလည်းကျွန်တော်ဆက်ပြီးတော့ဖိတ်ကြားပြီးတော့ကျွန်တော်ဆွေးနွေးပါမယ်နောက်တစ်ခါကျွန်တော်နိုင်ငံမှာဒီ consortium ပြင် consortium ကိုဒီဆောက်ဒါတစ်ဖက်မှာကျွန်တော်အားထုတ်လို့လည်းဆိုကျွန်တော်နိုင်ငံတဲ့ကာဗွန်ကလပ်ဆိုတာလေကာဗွန်နဲ့သက်ဆိုင်နေတဲ့လုပ်ငန်းတွေဒီမှာဆိုရင်လုပ်ငန်းရှိတယ်ဒီပူဇော်လုပ်ငန်းတွေတော့အတွက်ဒီတော့လုပ်ငန်းတွေရှိတယ်စိုက်ပျိုးမှုလုပ်ငန်းတွေလည်းရှိတယ်ခြေစံလုပ်ငန်းတွေလည်းရှိတယ်စတီးလုပ်ငန်းတွေလည်းရှိတယ်ပလတ်စတစ်လုပ်ငန်းပါရီကျွန်တော်တို့ဒီကလပ်တူနေတယ်ကျွန်တော်ဖွဲ့ရှိတော့မှဒီတော့ consortium မှာတော့ပေါင်းစပ်ပြီးတော့ခြေစပ်ဖို့ပြီးတော့ဒီတော့โอเคဒီတော့ဘယ်တော့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်တို့ဒီတော့ဒီ credit ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီကဘာယာဒီဆိုင်ရတဲ့ဒုတိယရေးချက်တဲ့စာပဲနေဒီမှာဒီကနာကျွန်တော်တို့ဒီယာရီလူကနံပါတ်1နေရာရောက်လာမှာအခုဒီလိုဖွင့်လာနေတယ်ကျွန်တော်တို့တော့သက်ဆိုင်ရာကကွန်ဆိုလီယာဖွဲ့ပြီးတော့လုံးဆောင်တဲ့အခါမှာအဓိကအားဖြင့်ကျွန်တော်တို့ဒီလုပ်ငန်းရှင်တွေပြင်နေတာပေါ့နော်ဒီကာဗွန်ခရက်ဒစ်ဆိုင်ရာစီမံကိန်းတွေဒါတောင်းတခုနေနဲ့တော့ရတယ်မယူစားပဲဒါတော့ဘောင်းနေကြရစီစီတို့တဲ့တို့ရှင်းနေမှာတော့ဖြစ်တယ်ဒီလိုရေမို့လို့ပါတယ်အဲဒီရင်းနှီးမြှုပ်နှံမှုရတယ်လေရရှိလာမယ်ကာဗွန်ခရက်ဒစ်ပေါ်တဲ့ဒီဖူလက်တွေကဒီရင်းနှီးမြှုပ်နှံမှုတွေချက်ကိုလည်းအကျိုးနဲ့ရှိပါတယ်ဟိုလုပ်ငန်းတွေပေါ်ကျွန်တော် community လူသားဘွားတွေဟောကျိုးကြည့်လို့သူထုတ်လို့တဲ့ကုန်စည်တွေရတယ်ကမ္ဘာမှာဒီနိုင်ငံတကာအဆင့်ကိုလေးကရှိသွားတယ်ဒီလိုမျိုးများတော့ဟိုရရှိဖို့အလားလားညာရှိပါတယ်အခုဆိုလို့ရှိရင်တော့ EU စီကံလို့ခေါ်တဲ့ EU ကနေပြီးတော့သူတို့ယူပေးမဲ့ထုံးပုံတွေအားလုံးသူတို့ရဲ့ဒီကောင်းဆိုင်ရာစီမံကိန်းကနေဒီလို ESG SDG အဲ့တော့လည်းညီတဲ့ထုံးပုံတွေကိုဒီမဲ့မပေးတော့ပါအဲ့တော့ကျွန်တော်တို့နိုင်ငံရေးဒီကအဲဒီကုန်ကြီးတဲ့ကျွန်တော်တို့ကချားသွားကြည့်တယ်ဒီလိုထုတ်လို့ဒီလိုဂျပန်ယူရိုပ်စာပေနဲ့ဒီလိုimport export နဲ့ဒီဖြစ်တဲ့ဒီချက်တီကကျွန်တော်တို့ဒီအသာရောအခုရပြင်ကျဆော်ရဖို့လိုနေပါတော့ပြီးတော့ကဘာပါလဲဒါဒီတင်ဆွဲတာရောင်းတဲ့ချောင်းကာဗွန်ခရက်ဒစ်နဲ့လို့ပြောလို့ရအောင်ဒါတော့ဒါလေးကိုအရေးကြီးပေါ့နော်ဒီလုံးဆောင်လို့လည်းလိုနေပါကျွန်တော်တို့လည်းရတာလိုအပ်တဲ့ရှိတယ်ဒီချေလာရှိတယ်ဆောက်တယ်တော့တခါတော့ဒီ consortium နဲ့လည်း